အားလုံးပဲမင်္ဂလာပါဒီနေ့အာလူနဲ့ငါဟင်းချက်နည်းလေးကိုမျှဝေပေးပါမယ်ရှင်ဒီနေ့ကချက်ရတာလဲလွယ်ကူတယ်အရန်လက်စားကောင်းပါတယ်ရှင်ချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးကတော့အာလူငါတက်တူနီခရမ်းရှင်တီးနဲ့ငရုတ်တီတောင်းတက်တူမိန်နန်နန်ပင်ကိုအစင်တင်ပြုတ်ပြင်ထားပြီးပါပြီရှင်ပြီးလို့ရှိရင်ရေစေးတန့်ရှင်းထားတဲ့ငါးကိုအယက်တာနယ်ထားပေးပါမယ်ရှင်စားအနေငယ်နနွမ်းမုံချက်တာမုံကိုထည့်ပြီးတော့တမအောင်နယ်ထားပေးပါမယ်ရှင်ဒီနေရာမှာကျင်းထည့်လို့ရပါတယ်ရှင်ပြီးလို့ရှိရင်စီပူအောင်တည်ပြီးတော့ဖြတ်ထားတဲ့ကြက်တူမီကိုစီတက်ပေးပါမယ်ရှင်ကြော်ထားတဲ့ကြက်တူနေလဲနွမ်းလာပြီဆိုရင်နနွမ်းမုံအနှဲငယ်ထဲတမအောင်မွေပေးပါမယ်ရှင်ပြီးတော့ဖြတ်ထားတဲ့ခရမ်းရှင်တီးနဲ့ငရုတ်တီတောင်းကိုထည့်ချက်ပါမယ်ရှင်ရက်လာတဲ့ခရမ်းရှင်တီးလဲကြက်ပြီးဆိုရင်အာလူလေးကိုထည့်ချက်ပါမယ်ချင်းအပေါ်ရန်တင်းတင်းလေးဖြစ်အောင်ခဏလေးချက်ပေးပါမယ်ရှင်ပြီးလို့ရှိရင်ရေတန်းထည့်လိုက်ပါမယ်ချင်းဟီးရေကတော့စိတ်ကြိုက်တလောက်ထည့်ပါရှင်အယက်တာအတွက်ကတော့ကြက်သားမုံနဲ့ငငပြည့်ရေးထည့်ပါတယ်ရှင်အနှဲငယ်မွေပေးပြီးတော့အဖုံးအုပ်ပေးပါမယ်ရှင်9မိနစ်10မိနစ်သို့မဟုတ်အာလူနူးတီအထိအုပ်ထားပေးပါမယ်ရှင်10မိနစ်လောက်တင်လာပြီးနောက်အာလူလဲနူးပြီးဆိုရင်ငါးထည့်လိုက်ပါမယ်ရှင်ငါးမကြရင်တခြားအသားလဲထည့်နိုင်ပါမယ်ရှင်ပြီးတော့အဖုံးခဏလေးထည့်အုပ်ပေးပါမယ်ရှင်9မိနစ်လောက်အုပ်ပါမယ်ရှင်9မိနစ်လောက်အုပ်လာပြီးနောက်ငါလည်းကြက်ပြီးဆိုရင်မီးပိတ်လိုက်ပါမယ်ရှင်နောက်ဆုံးကတော့ကြက်တူမိန်နဲ့နန်နန်ပင်ကိုအုပ်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်အာလူနဲ့ငါဟင်းရေပူပူလေးရပါပြီရှင်ဗီဒီယိုအဆုံးထိကြည့်လာပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်ရှင်